K နွေရာသီရောက်ပြီးတော့အပူချိန်တွေကတနေ့တခြားမြင့်တက်လာနေပြီးဒီနွေပူပူမှာအပူဒဏ်ကနေဘယ်လိုကာကွယ်မလဲဘယ်လိုရှောင်မလဲဆိုတာဒီဗီဒီယိုလေးမှာမျှဝေပေးသွားမှာဖြစ်ပါတယ်။ဒါဆိုဆက်လိုက်ကြရအောင်။ရေများများတောက်ပါ။ရေများများတောက်ပါနွေရာသီမှာခန္ဓာကိုယ်ကရေဓာတ်ဆုံးရှုံးမှုများတာကြောင့်ရေများများတောက်ဖို့အရေးကြီးပါတယ်။တစ်နေ့ကိုအနည်းဆုံးရေ8 ခွက်ကနေ10 ခွက်အထိတောက်ပေးသင့်ပါတယ်။နေအောင်ကခိုင်လိမ့်ပါ။နေပူထဲထွက်တဲ့အခါ SPF 30နဲ့အထက်ပါတဲ့နေအောင်ကခရီးမန်ကိုမဖြစ်မနေလိမ့်ပေးပါ။ဒါမှနေလောင်တန်ကနေကာကွယ်နိုင်မှာပါ။ပွားပွားချောင်ချောင်ဝတ်အစားဝတ်ပါ။ပွားပွားချောင်ချောင်ဝတ်စားတွေကိုရွေးချယ်ဝတ်ဆင်ပါ။ခြိသားလိုတဘာဝအထည်တွေကိုရွေးချယ်ဝတ်ဆင်ပါ။ဒါမှအပူချိန်ကိုထိန်းညှိပေးပြီးတက်တောင့်တက်တာရှိမှာပါ။နေပူထဲမှာအချိန်ကြာမနေပါနဲ့။နေပူထဲမှာအချိန်ကြာသွာလာလှုပ်ရှားနေထိုင်ခြင်းတွေမလုပ်ပါနဲ့။မနက်10 နာရီကနေညနေ4 နာရီအတွင်းနေပူထဲမထွက်ပဲအိမ်ထဲမှာပဲနေထိုင်သင့်ပါတယ်။အကယ်လို့မဖြစ်မနေထွက်ရမယ်ဆိုရင်လည်းထီအုပ်ထုပ်စားတဲ့နေအောင်ကြီးအကာအကွယ်တွေအသုံးပြုပြီးမှထွက်ပါ။အေးမြတဲ့အစားအစာတွေစားပါ။အေးမြတဲ့အစားအစာတွေစားပေးပါ။ဖရဲသီးတခွားသီးနနက်သီးလိုရေဓာတ်ပါတဲ့အသီးအနှံတွေကိုများများစားပေးပါဒါမှခန္ဓာကိုယ်ကိုအေးမြစေမှာပါဒါဆိုနွေရာသီမှာအပူဒဏ်ကိုကာကွယ်ဖို့နည်းလမ်းတွေကိုသိသွားပြီလို့ထင်ပါတယ်အပေါ်ကကျွန်တော်ပြောခဲ့တဲ့အချက်တွေကိုသုံးပြီးနွေနေပူပူမှာအေးလူလူနေထိုင်နိုင်ကြပါစေလို့ဆုတောင်းပေးရင်ဗီဒီယိုလေးကိုဒီမှာပဲရက်လိုက်ပါရစေကျွန်တော်ဗီဒီယိုလေးကို like share နဲ့ subscribe လုပ်ဖို့လည်းမမေ့နဲ့နော်နောက်ထပ်ဗဟုသုတရစရာတွေအတွက်ကျွန်တော်တို့ channel လေးကိုစောင့်မျှော်ကြည့်ရှုပေးပါဦးခင်ဗျကျေးဇူးတင်ပါတယ်